အားလုံးပဲမင်္ဂလာပါဒီနေ့ဇွန်လ17ရက်နေ့မှာတော့နော်ဝေနဲ့အင်္ဂလန်ကွာတာဖိုင်နယ်ပွဲကစားမှာပေါ့နော်မြန်မာအချိန်နဲ့ပြောမယ်ဆိုရင်တော့ဇွန်လ12ရက်နေ့မနေ့3နာရီခွဲမှာကစားမှာဖြစ်ပါတယ်ကြေးကဘလူးပေါက်တယ်ကြည့်လိုက်တော့အင်္ဂလန်ကလေဗယ်ရှုံးပေါက်တယ်ဘယ်စင်းကြိုက်ကြလဲဗျာနော်ဝေကတော့အန်တာတော့အသင်းဖြစ်ပါတယ်သူဖြန်သန်းတာကြည့်မယ်ဆိုရင်အီရတ်ကို4-1နဲ့နိုင်တယ်စီနီဂိုကို3-2နဲ့နိုင်တယ်အန်ဗရီဂိုစ်ကို2-1နဲ့နိုင်တယ်ဘရာဇီးကို2-1နဲ့အနိုင်ရထားပါတယ်သူရှုံးတာပြင်စစ်တင်းနဲ့ပဲရှုံးတယ်4-1နဲ့ရှုံးပါတယ်အဲ့ဘွဲမှာစီနီယာပလေယာတွေနားပြီးကစားသွားတဲ့ပွဲဖြစ်တယ်နော်ဝေအသင်းဆိုတာဂိုးသွင်းနိုင်တဲ့အသင်းဆိုတာအားလုံးသိပြီးသားဖြစ်တယ်တိတ်ထူထူပြောစရာတော့မလိုပါဘူးဗျာဂိုးလည်းပြန်ပေးရတဲ့အသင်းဖြစ်ပါတယ်ဒါလည်းပဲကျွန်တော်ပေးတတ်တဲ့အားလုံးသိပြီးသားပါပဲဒါကနော်ဝေဖြတ်တန်းတာပေါ့အင်္ဂလန်ဖြတ်တန်းတာကြည့်တော့ခရိုအေးရှားကို4-2နဲ့နိုင်တယ်မက်ဆီကို3-2နဲ့နိုင်တယ်ကွန်ဂိုကို2-1နဲ့နိုင်တယ်ပနာမာကို2-0နဲ့နိုင်တယ်ဂါနာကိုဂိုးမသွင်းနိုင်ခဲ့ဘူး0-0တည်ကြတယ်သူလည်းဂိုးသွင်းနိုင်တယ်ပေါ့ဗျာဂိုးလည်းပြန်ပေးရတယ်ပေါ့ဗျာဂိုးသွင်းမခံရတာပနာမာပွဲဂါနာပွဲနှစ်ပွဲတော့ရှိတယ်ဒါကအင်္ဂလန်ဖြတ်တန်းမှုပေါ့အဲ့တော့အခုနော်ဝေနဲ့အင်္ဂလန်ပွဲဒီနားလေးမှာတင်ပဲနှစ်ဖက်ဂိုးသွင်းမဲ့ပွဲဆိုတာအဖြေထွက်နေတယ်ရှေ့ဆက်မပြောရသေးဘူးဒီနားလေးမှာတင်နော်ဝေနဲ့အင်္ဂလန်ပွဲ1-1တည်ကြနေဖြစ်ပါတယ်ရှေ့ဆက်ပြောလိုက်ရင်တင်းတင်းရတော့ဂိုးသွင်းပြီပေါ့ဗျာအဲ့တော့နော်ဝေနဲ့အင်္ဂလန်ပွဲဘယ်သူနိုင်မလဲလောလောဆယ်မသိသေးပေမဲ့နှစ်ဖက်ဂိုးသွင်းမဲ့ပွဲဆိုတာသိကြပါတယ်ဂိုးပေါင်းအပေါ်သွားတဲ့ပွဲဖြစ်တယ် Friday Football AD ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်နော်ဝေပလီယာတွေဘာတွေဖြစ်နေလဲအင်္ဂလန်ပလီယာတွေဘာတွေဖြစ်နေလဲကြည့်လိုက်တဲ့အခါဒီပွဲကဟာလန်မန်စီးတီးနူဆာလိုက်စစ်ဆိုလော့အက်တလက်တီကိုမက်ဒရစ်အိုရီဂတ်အာဆင်နယ်အော်စကာပေါ့အခုဖူဟန်သူတို့နဲ့ဟာရီကိန်းဘိုင်ယန်မြူးနစ်ဗယ်နင်ဂန်ရီယယ်မက်ဒရစ်ဂေါ်ရွန်ဂူဘာစီလိုနာဆာဂါအာဆင်နယ်တို့အတက်ကင်ဇုံတွေအားပြိုင်မဲ့ပွဲဖြစ်ပါတယ်ဟာလန်တို့အဖွဲ့9ပွဲကစားထားပြီးချိန်မှာ12ဂိုးသွင်းထားတယ်ဟာရီကိန်းတို့အဖွဲ့9ပွဲကစားထားပြီးချိန်မှာ17ဂိုးသွင်းထားတယ်အခုကျွန်တော်ပြောနေတဲ့နှစ်ဖက်အသင်းတွေရဲ့အတက်ကင်ဇုံပလီယာတွေအားလုံးကြမ်းကြမ်းမာရှိကြပါတယ်သူတွေပို့ထွက်လာပါလိမ့်မယ်မန်စီးတီးတိုက်စစ်မှုဟာလန်ကိုမန်စီးတီးနောက်တန်းသမားတွေဖြစ်တဲ့ဂူယီအိုရိုင်လီဂျွန်စတုန်းတို့ထိန်းနိုင်ဖို့လိုတဲ့ပွဲတော့ဖြစ်တယ်ထိန်းနိုင်မလားစောင့်ကြည့်ရမယ့်ပွဲဖြစ်ပါတယ်အင်္ဂလန်အသင်းမှာတော့မကြမ်းပါတဲ့သူတွေတချို့တော့ရှိတယ်ဗျစင်တာဘက်ကဂူယီဟမ်စထရင်းတန်ရထားတယ်နောက်တန်းညာဆုံးကရီချ်ချိန်တန်ရရှိထားပြီးသားဒါတော့သိထားပြီးသားအဲ့တော့ခန်းစည်းကုန်းကစားမှာဒဂရန်ရိုက်ဖျားနေတယ်ဒါနဲ့သူတို့တွေက training ဆင်းနေပါပြီတဲ့ training ဆင်းနေပြီဆိုတော့ကစားနိုင်မယ်ဆိုတဲ့သဘောကိုထင်မိတယ်အဲ့အင်္ဂလန်ကွင်းလယ်မှာဒဂရန်ရိုက်ကစားမှုလို့လိုတယ်ဒဂရန်ရိုက်နဲ့အခုမန်စီးတီးပလေယာဖြစ်သွားတဲ့အန်ဒါဆန်အတွဲကစားနိုင်မှာဖြစ်မယ်သူအတွဲကစားနိုင်တော့နည်းနည်း defensive cover လေးတွေပိုကောင်းမယ်လို့ယူဆမိတယ်မကစားနိုင်တော့နည်းနည်းတမျိုးဖြစ်မလားမသိဘူးနော်ဝေမှာတော့ဒဏ်ရာရတဲ့သူမကြားမိဘူးဗျာကျွန်တော်ရှာတော့ရှာမတွေ့မိဘူးကျွန်တော်ပဲရှာမတွေ့တာလားမသိဘူးသိတဲ့သူရှိရင် comment မှာရေးပြအတီးပေးကြပါနော်အဲ့တော့နှစ်ဖက်နီးပြတွေပလေယာတွေဘာတွေပြောကြလဲပြန်ကြည့်ဖြစ်တယ်ကြည့်ပြန်တော့နော်ဝေသေးနီးပြဆိုဘယ်ခန်းကအခုပွဲမှာအင်္ဂလန်ကပူပြီး favorite ဖြစ်တဲ့တင်မှာလို့သူကပြောတယ်ဒါပေမဲ့အပြတ်တက်ကြီး favorite ဖြစ်တာမဟုတ်ပါဘူးဗျာတဲ့အဲ့လိုလည်းပြန်ပြောတယ်ဗျာ pressure ချင်းရှင်းလိုက်မှဆိုရင်လည်းပဲကျွန်တော်တို့တဲ့အင်္ဂလန်ကပူပြီး pressure များနေပါတယ်တဲ့သူအဲ့လိုထင်တဲ့အကြောင်းပြောသွားတယ်ပြီးတော့သူကဘာဆက်ပြောလဲဆိုတော့ရာသီဥတုကဒီနေ့ပိုးပူးလာတယ်ကျွန်တော်တို့လေ့ကျင့်ခန်းတွေကိုကျွန်တော်ပေါ့ပါလေးပဲလုပ်ခိုင်းထားတယ်တဲ့ပြင်းထန်တယ်မလုပ်ဘူးတဲ့နေစစ်ပန်းနေလေ့ကျင့်မှုတွေလုပ်ခဲ့တယ်ဆိုပေမဲ့အရင်ကြီးတင်ပြီးတော့လုပ်ခိုင်းထားခြင်းမရှိပါဘူးဆိုပြီးပြောသွားတယ်ဒါကနော်ဝေနီးကပြောတဲ့အတွင်းရေးသတင်းတွေဖြစ်တယ် training ကိုပေါ့ပါလေးပဲလုပ်ထားတယ်ဆိုတဲ့အကြောင်းကအတွင်းရေးတစ်ခုပေါ့အင်္ဂလန်အသင်းတိုက်စစ်မှုဟာရီကိန်းကဘာပြောလဲဆိုတော့အဲ့နော်ဝေကလပ်ကတကယ်အန်ရရှိတဲ့တင်တဲ့သူတို့ကဘောလုံးရှိတဲ့အချိန်မျိုးပဲဖြစ်ဖြစ်မရှိတဲ့အချိန်မျိုးတွေဖြစ်ဖြစ်နင်းစစ်နှစ်ပိုင်းရတကယ်ကိုကောင်းကောင်းလေ့ကျင့်ပြင်ဆင်ထားတယ်အဲ့အသင်းမျိုးဖြစ်နေတယ်တဲ့တကယ်ကောင်းကောင်းလေ့ကျင့်ပြင်ဆင်ထားတဲ့အသင်းဖြစ်ပါတယ်လို့ပြောတယ်အဲ့တော့အားလင်းကိုကစားသမားကောင်းတူးအနေနဲ့ကျွန်တော်လေးစားတာပေါ့ဗျာတဲ့ကျွန်တော်တို့နဲ့ကစားတဲ့ခါမှာတော့သူချီငိမ်ပါစေလို့မျှော်လင့်ထားမိပါတယ်အားလင်းဆိုတာအားလင်းဟာလန်ကိုပြောတာပေါ့ဗျာကျွန်တော်တို့ကလည်းပဲကျွန်တော်တို့ရဲ့ကစားဟန်အတိုင်းပဲအသာသီးရအောင်ကစားမှာလို့ဟာရီကိန်းကထန်လောင်ပြောတယ်အဲ့တော့ကျွန်တော်တို့တွေကအစစ်မြင့်ကစားသမားကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့အတင်းနဲ့ရင်ဆိုင်ရမှာတဲ့စိတ်လှုပ်ရှားတဲ့အပြည့်နဲ့ပွဲဖြစ်ပါတယ်တဲ့အဲ့လိုပြောထားတယ်အဲ့တော့ဟာရီကိန်းပြောပြီးတော့အင်္ဂလန်မန်နေဂျာသောမတ်တူခဲဘာပြောလဲသိချင်ပါဘူးသောမတ်တူခဲကတော့သူ့ရဲ့အင်္ဂလန်အသင်းကိုလူတွေအရင်ကတည်းကပိုချစ်ခင်လာတာအများကြီးတွေ့လာရတယ်တဲ့သူအဲ့တော့ဝမ်းသာတယ်ပေါ့
ပြီးတော့သူကဘာပြောလဲဆိုသူ့ရဲ့အင်္ဂလန်အသင်းဟာအခုကစားထားပြီးသားအခြေအနေတွေပူပြီးတော့ကောင်းအောင်ကစားနိုင်သေးပါတယ်လို့ပြောဆိုထားတာတွေ့ရတယ်အဲ့ဒါတော့မှတူကပြောတဲ့စကားဖြစ်ပါတယ်ဒီဘွဲကဘယ်မှာကစားမှာလဲရာသီဥတုရောအခြေအနေဘယ်လိုရှိလဲဒီဘွဲကမိုင်ယာမီမှာကစားမှာဗျမိုင်ယာမီမှာအင်တာမိုင်ယာမီဆိုပြီးတော့ဒေးဗစ်ဘက်ခန်သူကလပ်တင်ပိုင်ထားတာလေအခုအင်္ဂလန်နဲ့ training ကသူဒေးဗစ်ဘက်ခန်သူကလပ်တင် training မှာဆင်းခိုင်းထားတာတွေ့ရတယ်ဒေးဗစ်ဘက်ခန်နဲ့ပဲတွားပြီးလဲတာရွာတွေ့ရတယ်အဲ့တော့ဒီဘွဲကမိုင်ယာမီမှာကမ်းမှာဒီနေ့မိုင်ယာမီမှာနေတော်တော်ပူးနေပါတယ်33 degree Celsius လို့ပြောပါတယ်ပြီးတော့ညနေပိုင်းရောက်ရင်တော့မိုးချိန်းတာတွေလျှက်စစ်တာတွေရှိသေးတယ်လို့လည်းပြောသေးတယ်ဗျဒါပေမဲ့ဒီပွဲကသူတို့ဒေသစံတော်ချိန်ဇူလိုင်လ17ရက်နေ့ညနေ9:00နာရီမှာကစားမှာအဲ့ချိန်တော့မိုးကြိုးတွေပါရောပြည့်အောင်မယ်လို့မထင်ပါဘူးအပူချိန်တော့ရှိနေသေးတယ်โอเคဒါတော့ဆိုရင်အင်္ဂလန်နဲ့နော်ဝေနဲ့အင်္ဂလန်ဘို့အချက်လက်တွေအဆုံးသိသွားပြီလို့ထင်မိပါတယ်